မင်္ဂလာပါရှင်သတင်းကြောအခါသမယမှာမိသားစုတွေနဲ့အတူကျမ်းမာချမ်းသာပြီးလိုရင်းဆန္ဒများပြည့်စုံပါစေလို့ PTI မိသားစုမှဆုတောင်းပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုသတင်းကြောအချိန်ကသမယမှာဘေးပြဝေးကွာပြီးကြံစီထားတဲ့အလောက်ကန်ကြံစီဦးသမယအောင်မြင်ပါစေလို့ PTI မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်သတင်းကြောအချိန်ကသမယလေးမှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးချစ်ရတဲ့မိသားစုနဲ့အတူပျော်ရွှင်စရာသတင်းကြောနေ့ရက်လေးတွေကိုဖျက်ဆီးနိုင်ပါစေလို့ PTI ကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်မင်္ဂလာပါဗျအခုလိုဝါလာကင်းလို့သတင်းကြောကာလလေးမှာမိဘဆရာလူကြီးများကိုကြော့ရဲပြည့်ရကလေးမှာချစ်ခင်ရတဲ့မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်ဖျက်ဆီးနိုင်ပါစေကဘာပေါ်ရှိလူသားများအားလုံးလည်းယောဂဗျာတွေကဲဝဲပြီးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းမှပြည့်စုံပါစေကြောင်းဆုတောင်းအပ်ပါတယ်မင်္ဂလာပါသတင်းကြောခါသမယမှာပျော်ရွှင်ကျန်းမာပြီးလက်လက်ပါတိုးပွားစေဖို့ PTI မိသားစုမှဆုမွန်တောင်းအပ်ပါတယ်ရှင်